ဘာဘောပရိသတ်အများဆုံးဘောလုံးသမားတယောက်ဒါပေမဲ့အမိုးဆုံးဘောလုံးသမားစီးနေမှာလည်းအမြဲတမ်းပါနေတဲ့သူကဘာမှလုပ်ခဲ့လို့လေဒါမှမဟုတ်အရန်အောင်မြင်လုံးလို့ပဲလူတွေရှို့ကမုန်းခဲ့ကြတာလား CR7 ကိုချစ်တဲ့လူတွေကတန်ပေါင်းများစွာရှိတယ်လို့မကြိုက်တဲ့လူတွေကလည်းအများကြီးရှိပါတယ်ဒါပေမဲ့လူတယောက်ကိုမုန်းရတဲ့အကြောင်းရင်းကတခုတည်းမဟုတ်ပါဘူး Ronaldo ပေါ်ဝေဖန်မှုတွေစတင်များလာတာကသူ့အနေနဲ့မန်ယူမှာလူငယ်ဘဝနဲ့ကစားနေခဲ့တဲ့အချိန်ကလေးကဖြစ်ပါတယ်အဲ့ဒီချိန်က Ronaldo ကကျွမ်းကျင်လွန်းတဲ့ skill တွေတေသက်လွန်းတဲ့ step over တွေနဲ့ပြိုင်ဘက်ကိုကြော်ပြီးအောင်ပွဲခံတဲ့ပုံစံတွေရောက်ပဲတချို့ကသူ့ကိုအပိုလုပ်ပြီးကစားတယ်လို့တော့ဝေဖန်ခဲ့ကြပါတယ်ဒါပေမဲ့ဒီပြဖာကူဆန်ရဲ့လက်အောက်မှာ Ronaldo ဟာ skill player ကနေ goal machine အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်နောက်ထပ်ညင်းပွားစရာဖြစ်ရတဲ့ကူက2006ကမ္ဘာဖလားမှာဖြစ်ခဲ့ပါတယ်ပေါ်တူဂီနဲ့အင်္ဂလန်ပွဲမှာအင်္ဂလန်သင်းရဲ့တိုက်စစ်မှုရိုနီအနီကရသွားခဲ့တဲ့ဖြစ်ရဲ့အဲ့ဒီနောက် Ronaldo ကကင်မရာဘက်ကိုမျက်စိမေးပြခဲ့တယ်ဆိုပြီးပြည်သက်အများစုက Manchester United ရဲ့တည်နေတာဖြစ်တဲ့ Rooney ကိုတစ္ဆာဖောက်ခဲ့တယ်လို့ဝေဖန်ခဲ့ကြပါတယ်တကယ်တော့ဒီဖြစ်ပျက်ကနှစ်ပေါင်းများစွာညှိပွားခဲ့ပြီးမြဲ Rooney ကိုယ်တိုင်ကနောက်ပိုင်းမှာကျွန်တော်တို့ဂျာမန်ပြဿနာမရှိဘူးလို့ပြောခဲ့ကြပါတယ်ဒါပေမဲ့ Ronaldo ကိုမုန်းတဲ့လူတွေအတွက်တော့ဒီပုံရိပ်ကအချိန်တော်တော်ကြာကြံနေခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်2009ခုနှစ် Real Madrid ကိုကမ္ဘာစံချိန်တင်ပြောင်းရှင်ကြီးနဲ့ပြောင်းသွားခဲ့တဲ့အချိန်မှာ PR ကပိုပြီးကြီးမားလာခဲ့ပါတယ်လူတိုင်းကဒီငွေနဲ့တန်ရဲလာ Messi တက်ပိုပြီးကောင်းလားဆိုပြီးနေတိုင်းနှိုင်းရှင်ခဲ့ကြတယ်လို့ Ronaldo ကလည်းဝေဖန်မှုတိုင်းကိုအောင်မြင်မှုတွေနဲ့ပဲပြန်လည်ဖြေကြားခဲ့ပါတယ် Champions League လာလီဂါဘောလုံးဒီအော်တစ်ခုပြီးတစ်ခုကိုရယူနိုင်ခဲ့တယ်လို့အောင်မြင်မှုကကြီးမားလာလေမုန်းတဲ့လူတွေကလည်းပိုပြီးများလေဖြစ်လာပါတယ် Ronaldo ရဲ့ကိုယုံကြည်မှုမြင့်တဲ့အပြောဆိုတွေအောင်ပွဲခံတဲ့ပုံတွေဟာကျွန်တော်ကအကောင်းဆုံးပဲဆိုတဲ့စိတ်ဓာတ်တွေကိုပြသနေပြီးတချို့က confident လို့မြင်ကြပြီးမြဲတချို့ကတော့မာနကြီးတယ်လို့ပဲမြင်ကြပါတယ်နောက်တစ်ခုက Messi နဲ့ရှင်ပြိုင်မှုပါဘောလုံးလောကမှာနှစ်ပေါင်းများစွာ Messi လား Ronaldo လားဆိုတဲ့အငြင်းပွားမှုတွေနဲ့အသက်ဝင်ခဲ့ကြပါတယ်ဒါကြောင့်ပဲ Ronaldo ကိုမကြိုက်တဲ့လူအများစုက Messi fan တွေဖြစ်နေတယ်လို့ Messi ကိုမကြိုက်တဲ့လူအများစုကလည်း Ronaldo fan တွေပဲဖြစ်နေပါတယ်ဒီပြိုင်ဆိုင်မှုကစားသမားနှစ်ယောက်ကိုကြော်ပြီးပြည်သက်တွေအထိပိုပြီးပြင်းထန်စွာနဲ့ရောင်းနေခဲ့တာပဲဖြစ်ပါတယ်အသက်ကြီးလာပြီးတဲ့နောက်မှာ Manchester United ကိုဒုတိယကြိမ်ပြန်ရောက်လာတဲ့အချိန်မှာလည်းသူ့ရဲ့ interview တွေအသင်းဥပေါ်ဝေဖန်မှုတွေနီးပြတန်ဟန်နဲ့ဆက်ဆံရေးတွေအဲ့ဒီຢာတွေကအငြင်းပွားမှုတွေကိုထပ်မံဖြစ်စေခဲ့ပါတယ်တချို့က Ronaldo ကိုမှန်တယ်လို့ပြောကြသလိုတချို့ကတော့အသင်းတက်ကိုပိုပြီးဦးစားပေးတယ်လို့ဝေဖန်ခဲ့ကြသေးပါတယ်ဒါပေမဲ့အငြင်းပွားမှုတွေဘလောက်ပဲရှိဘယ်သူမှငြင်းလို့မရတဲ့ချက်တစ်ခုကတော့ Cristiano Ronaldo ဟာဘောလုံးသမားရဲ့အကြီးအကျယ်ဆုံးကစားသမားတွေထဲကတယောက်ဖြစ်တယ်ဆိုတာပါသူ့ရဲ့စူးစမ်းမှုတွေနဲ့စီကံတွေအနိုင်မခံခြင်းနဲ့စိတ်ဓာတ်တွေကမျိုးဆက်သစ်ကစားသမားတွေအတွက်စံနမူနာထားရလောက်အောင်စံပြတယောက်ဖြစ်နေတာပဲဖြစ်ပါတယ်ဒါဆို Ronaldo ကိုလူတချို့မုန်းခဲ့တာသူအမှားတွေလုပ်ခဲ့လို့လားဒါမှမဟုတ်သူကအောင်မြင်လွန်းနေတာလားဆိုတာလူကြီးမင်းတို့ရဲ့အမြင်ကို comment မှာလည်းပြောပြပေးခဲ့လို့ရပါတယ်တခုရှိတာကအောင်မြင်တဲ့လူတိုင်းမှာချစ်တဲ့သူရှိတယ်လို့မုန်းတဲ့သူတွေကလည်းရှိတတ်တာတဘာဝတရားပဲဖြစ်ပါတယ်ဘောလုံးလောကနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတာမို့ follow ပေးခဲ့ဖို့ကိုလည်းတောင်းဆိုပါ